တော့ခုလမ်းဆယ်မှာဖြစ်ပါတယ်လမ်းဆယ်သွားတဲ့လမ်းမှာနှင်းနေကြနေတာပဲဖြစ်ပါတယ်ကချင်ပြည်နယ်အထက်ပိုင်းလမ်းဆယ်ပန်ဝါရှိန်ကောင်ဖရဲမြို့နယ်တွေနဲ့ရွာတွေမှာနှင်းနေကြနေပဲဖြစ်ပါတယ်တလာပိုင်းဆိုရင်တော့ဟိုကြတယ်လို့လည်းသိရပါတယ်မြန်မာပြည်အေးချမ်းရဲ့အလုံးသွားလေလို့ကောင်းတဲ့နေရာဒေသတွေပဲဖြစ်ပါတယ်မြန်မာနိုင်ငံတွေလူသွားပြီးတော့လေပတ်ဆရာမလို့ခုမြန်မာနိုင်ငံထဲမှာပဲနှင်းနေကြတဲ့နေရာနှင်းနေနဲ့ဆော့လို့ရတဲ့နေရာနှင်းလျှော့စီးလို့ရတဲ့နေရာတွေခုမြန်မာနိုင်ငံထဲမှာပဲရှိပါတယ်ဒါကတော့ကချင်ပြည်နယ်ဘက်မှာပဲဖြစ်ပါတယ်နိုင်ငံကြီးအေးချမ်းတော့အလုံးလက်ပတ်လို့ကောင်းတဲ့နေရာပဲဖြစ်ပါတယ်အမြင်ဘူးတဲ့မိတ်ဆွေတို့အတွက်ဘုဟုတုဒ္ဒအဖြစ်တင်ဆက်ပေးရခြင်းဖြစ်ပါတယ်